အရှေ့အလယ်ပိုင်းဒေသမှာစီးရေးတင်းမာမှုတွေဆက်လက်မြင့်တက်နေပါတယ်။ဒီအခြေအနေအတွင်းမှာအီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ကအမေရိကန်နဲ့အစီအပြေးမှတ်တွေကိုဦးတည်ပြီး53ကြိမ်မြောက်တိုက်ခိုက်မှုလိုင်းကိုဆင်နွှဲခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုတွေထဲမှာအာရပ်စော်ဘွားများပြည်ထောင်စုအတွင်းရှိအမေရိကန်လေတပ်စခန်းတစ်ခုကိုပါပြစ်မှတ်ခါခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။အီရန်နိုင်ငံရဲ့ခါတမ် LMBR ဗဟုဌာနချုပ်ထုတ်ပြန်ချက်အရအာရပ်စော်ဘွားများပြည်ထောင်စုရှိElda Freya လေတပ်စခန်းမှာအခြေစိုက်ထားတဲ့အမေရိကန်တပ်ဖွဲ့တွေကိုပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။အတန်ထပ်မြန်တဲ့ hypersonic ဒုံးကျည်တပ်ဆင်းနဲ့ဒုံးအများအပြားကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒါအပြင်အီရတ်နဲ့ကူဝိတ်နိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်း3ခုကိုလည်းဒုံးကျည်တွေနဲ့ထပ်မံပစ်ခတ်ခဲ့ပါတယ်။ကူဝိတ်နိုင်ငံရှိအာမက်အယ်ဂျာဘာလေတပ်စခန်းမှာတော့ဒုံး2စင်းကိုလေကြောင်းကာကွယ်ရေးစနစ်နဲ့ကြားဖြတ်ဟန်တာနိုင်ခဲ့ပါတယ်။ဒါပေမဲ့အနီးပတ်ဝန်းကျင်မှာပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ထို့ပြင်ကူဝိတ်အပလီဖီဆိုင်ရာလေဆိပ်ရဲ့ရွေဒါစနစ်တစ်ခုလည်းထိမှန်ပျက်စီးခဲ့ပါတယ်။တစ်ဖက်မှာလည်းဘာရိန်းနိုင်ငံမနာမမြို့တော်အနီးတစ်ဝိုက်မှာပောက်ကွဲမှုများဖြစ်ပွားခဲ့ပါတယ်။ဘာရိန်းအစိုးရထုတ်ပြန်ချက်အရအီရန်ရဲ့တိုက်ခိုက်မှုတွေစတင်ခဲ့ခြင်းကစပြီးဒုံးကျည်120စင်းနဲ့ဒုံးငယ်3စင်းကိုကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုများအတွင်းမှာလူ2ဦးသေဆုံးခဲ့တယ်လို့အတည်ပြုထားပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးအီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘာကာကာလီဘက်ဖ်ကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပါတယ်။အမေရိကန်ရဲ့အကာအကွယ်ကိုယူထားတဲ့သူဟာအဝတ်တစားမပါဘဲဗလာခင်းနေတာနဲ့တူတယ်လို့သူကဆိုပါတယ်။အီရန်နိုင်ငံသားရဲ့ဝန်ကြီးကလည်းဒေတာဝင်မှာအမေရိကန်ရဲ့လုံခြုံရေးထီရိတ်ခါအပေါက်အပွဲမျှပြားလာနေပြီလို့ပြောကြားခဲ့ပါတယ်။ဒါကြောင့်အိန္ဒိချင်းနိုင်ငံတွေအနေနဲ့